တိခောက်ခဲဝင်နဲ့တဲ့ပညာရှိရင်တတိဖြစ်ခဲမှုကွယ်တိရဲ့နဲ့ဇွတ်တိုးခဲ့ရင်ဩကိုဖလံမျိုးလိုပါကွယ်မြို့ရောက်ရင်မီရဲ့ကိုရွာချဲမဲမဆုံးလို့ခွဲစကားတွေဖောင်းခွဲကရဲ့ခရရဲ့လွတ်ပြောမိတယ်မှတ်မိပဲလိမ့်မယ်ကွယ်မှတ်မိပဲလိမ့်မယ်ကွယ်ဟိုးညောင်ညို့ပင်စိုးရိတ်မှလဲငကိုကြဆိုစကားတွေနဲ့ရဲ့ရွာရဲ့ပညာရဲ့မနှေးပြူရင်မြင်သူရဲ့ချစ်ရဲ့နဲ့ခွင့်ပြုရသေးရဲ့မြို့သွားမယ်သူရဲ့မြို့အကြောင်းတော့နားလေခြင်းသေးရဲ့မြို့ကြီးပြကြီးဆိုတာရဲ့အခြေကြီးသူများရဲ့တနည်းအားဖြင့်ဂုံမြင်ပြိုင်ကြရာနေရာလက်ဖြစ်တဲ့အတုမြင်အတတ်ပင်အဖြစ်ဖြစ်နာဖြစ်မှာစိုးလို့တယ်မြို့သူတွေအားကြရင်ပညာရေးတွေနေကြီးရဲ့ကွယ်အလှပါရှိဝင်လေမင်းမှန်တယ်လို့ဆရာမကြီးချစ်ချင်းမှဖြစ်မြို့ကြီးပြကြီးဆိုတာရဲ့အခြေကြီးသူများရဲ့တနည်းအားဖြင့်ဂုံမြင်ပြိုင်ရရာနေရာလက်ဖြစ်တဲ့အတုမြင်အတတ်ပင်အဖြစ်ဖြစ်နာဖြစ်မှာစိုးလို့တယ်မြို့သူတွေအားကြရင်ပညာရေးတွေနေကြီးရဲ့ကွယ်အလှပါရှိဝင်လေတဲ့မင်းမှန်တယ်လို့ဆရာမကြီးချစ်ချင်းမှဖြစ်မယ်ရွာရဲ့ပန်းတော်ဘူးတည်င်းကျူတဲ့ကိုချစ်သူရဲ့နရဏီတပွင်ပန်းနဲ့တင်ဆန်းပါပြီကွယ်ရွာရဲ့ပန်းတော်ဦးတည်င်းကျူတဲ့ကိုချစ်သူရဲ့နရဏီတပွင်ပန်းနဲ့တင်ဆန်းပါပြီကွယ်အတွင်တလေးမနှောပြူလှကေသွေမြည်ရဲ့ရင်ပိတော်သူမတ်စီပွဲရည်ရွယ်မြို့ကြီးသူအတူယူတို့တော်ဟန်မူကွယ်ပျောက်လိမ့်မယ်အလိမ္မာစာမရှိသမို့အလိမ္မာတွေသင်ခဲ့ပါတော့ကွယ်တောသဖြင့်ပန်းနှမရဲ့ပြောခြင်းစမ်းမလာတဲ့ကိုရွာပညာရေးအတွက်သွားတော့ငါမှဖွင့်ခဲ့လို့ယနေ့တိုင်မမိနိုင်ပါတဲ့တရွာလုံးကမင်းအလားကိုမျောလင့်နေကြတယ်အဲ့ဒါကြောင့်ပညာရရင်တော့ကွယ်ကိုနောင်ကိုင်းလေးရဲ့မနေ့အမြန်အပြည့်ပြန်လာခဲ့ကွယ်
အလိမ္မာသာမရှိသမို့အလိမ္မာတွေသင်ခဲ့ပါတော့ကွယ်တောသဖြင့်ပန်းနှမရဲ့ပြောခြင်းကံလာတဲ့ကိုရွာပညာရေးအတွက်သွားတော့ငါမှဖွင့်ခဲ့လို့ယနေ့တိုင်မမိနိုင်ပါရဲ့တရွာလုံးကမင်းအလားကိုမျောလင့်နေကြရဲ့အဲ့ဒါကြောင့်ပညာရရင်တော့ကွယ်ကိုနောင်ကိုင်းလေးရဲ့မနေ့အမြန်အပြည့်ပြန်လာခဲ့ကွယ်